သူ့ရဲ့နာမည်လေးကအာဟာရပါအာဟာရဆိုတဲ့အတိုင်းခန္ဓာကိုယ်အတွက်အရင်ကအာဟာရရှိပြီးအကျိုးကျေးဇူးများတဲ့အစားအစာလေးတွေပါရှင်အရင်ဆုံးပေါင်မုံကိုကျမတို့ကပကံလေးတွေထည့်လိုက်ပါပြီးလို့ရှိရင်ဖီးချမ်းလေးရတယ်တီးမွေးလေးရပါတယ်မိမိကြိုက်တဲ့တဲ့ငပြောသည်ပေါ့ကျမတို့ဒီမှာတီးမွေးပဲအလွယ်တကူရှိသူတီးမွေးပဲသုံးလိုက်ပါတယ်တီးမွေးငပြောသီးလေးကိုအခုံခွာလိုက်ပါပြီးရင်ဓားလေးနဲ့ဒီလိုလေးလှီးပေးလိုက်ပါတယ်မလှီးလဲရပါတယ်ကိုယ့်ဘာကိုဇွန်းလေးနဲ့ခက်ခက်ပြီးစားနေရပါတယ်အပေါ်ကကြက်ဥမကြက်တစ်ချက်လေးပြုတ်ပြီးတော့ကျမတို့ကတင်ပေးလိုက်ပါတကယ်တော့လေဒီကြက်ဥဟာလေနည်းနည်းလေးကြက်သွားတယ်ရှင်အဲ့လိုမကြက်ဖဲနဲ့ပေါ့နော်လုံးဝ half bright လေးဆိုရင်ပိုစားကောင်းပါတယ်ဒါကလေကျမတို့ကအကာလေးကနည်းနည်းလေးကြက်သွားပါတယ်အဲ့တော့ကျမဇွန်းနဲ့ခတ်ပြီးထည့်ရပါတယ်ရှင်ပြီးရင်အပေါ်ကနွားနုလေးကျမတို့ကအပေါ်ကနွားနုလေးစမ်းပေးလိုက်ပါရှင်အပေါ်ကမိမိကြိုက်တဲ့ Ovaltine မိုင်လို Horlick အင်ရှူဝါလည်းရပါတယ်နှုတ်မုတ်လည်းရပါတယ်မိမိကြိုက်တဲ့အားချက်ကျမတို့အိမ်မှာမိုင်လိုပဲရှိတော့မိုင်လိုပဲထည့်ပါတယ်ကဲအခုဆိုရင်ကျမကြီးနဲ့အရင်ညညွတ်ပြီးတော့မနေ့စာပရိအဖက်ဖြစ်အရင်စားကောင်းတဲ့အာဟာရလေးတပွဲတော့ရပါပြီရှင်